အားလုံးမင်္ဂလာပါကျွန်တော်တို့ hobbyist caravan မှာလက်ရှိရောင်းဖို့ရှိနေတဲ့ figure တွေ statue တွေထဲမှာဆိုလို့ရှိရင်ဈေးကြီးဆုံးဖြစ်တဲ့ statue တွေကိုကျွန်တော်အနေနဲ့ဒီနေ့ပြချင်ပါတယ်အဲ့ဒါကတော့အခုဒီမှာမြင်တဲ့ first full figure ထုတ်တဲ့ Simon Belmont statue လေးပါသူကတော့ဒီမှာပြောထားကြရပါတော့ exclusive edition မှာပုံမှန် standard edition ထက်အများကြီးပိုပြီးဈေးကြီးပါတယ်ပြီးလို့ရှိရင်ဒီဟာကလက်ရှိဈေးကွက်မှာဆိုလို့ရှိရင်အရန်ကိုရှားတဲ့ statue ဖြစ်ပါတယ်သူရဲ့ scale ကတော့ 1/4 scale ပါနောက်ဒီမှာဆိုလို့ရှိရင်ဒါကတော့သူဒီ box ရဲ့အနောက်ပါပေါ့နော်ဒီ Simon Belmont အကြောင်းပြောထားတာရှိတယ်နောက်ထူးခြားတာကဘာလဲဆိုတော့ဒီ statue ကဒီကမ္ဘာလုံးမှာစုစုပေါင်းမှာအခုရေ900ပဲထုတ်ထားတာဒါကတော့နံပါတ်229ဖြစ်ပါတယ်နောက်ကျွန်တော်ဒီမှာရှိတဲ့ဒီ statue ကလုံးဝအစ်စ်ပါကျွန်တော်တို့ဘောက်စားတော့ဟိုပါပေါ့နော်ကျွန်တော်တို့အစ်စ်မဟုတ်ဖွင့်ထားတာဖြစ်ပေမဲ့အထက်က statue ကတော့လုံးဝအစ်စ်ပေါ့နော်ကျွန်တော်တို့ဒီ figure လောကမှာဆိုလို့ရှိရင်တော့ဒါကိုကျွန်တော်တို့ main in box ပေါ့ main in c box တော့မဟုတ်ဘူး main in box လို့ကျွန်တော်ခေါ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ first full figure ကနေပြီးတော့ကျွန်တော်တို့ပေးထားတဲ့ဒီစာရွက်တွေရရှိရပေါ့နော်ဒီ statue authenticate လုပ်လို့ရပါတယ်နောက်ပူထီရတာဒီမှာပါဒါကတော့ကျွန်တော်တို့အထက်က box ကိုလုံးဝဖွင့်မထားဘူးဒါသူ့ရဲ့ C တိုင်းပဲလုံးဝ package ပေးတိုင်းပဲကျွန်တော်ရှိရပေါ့နော် box လေးတစ်ခုပဲ C ပဲဖြစ်တာပါဟုတ်ကဲ့အဲ့ဒါကိုကျွန်တော်တို့ဆိုင်မှာဆိုလို့ရှိရင်လက်ရှိဈေးကတော့ကျွန်တော်တို့ဒီမှာ28သိန်းနဲ့ကျွန်တော်ရောင်းပါတယ်28သိန်းဆိုတာကဒေါ်လာနဲ့တွက်မယ်ဆိုလို့ရှိရင်ဒေါ်လာ600ကျော်ပဲရှိပါတယ်တကယ်ဈေးကွက်မှာဒီ exclusive edition ဒီ Simon Belmont face statue ကဒေါ်လာ600ကျော်နဲ့ဘယ်လိုမှမရပါဘူးကျွန်တော်တို့ဆိုင်မှာရောင်းတဲ့ဈေးကအများကြီးကိုတက်တာပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဆိုင်မှာဒီ statue လေးကိုလာကြည့်ခြင်းနဲ့စိတ်ဝင်စားလို့လာဖို့ကြင်ဆိုလို့ရှိရင်ကျွန်တော် hobbyist caravan ကိုလာဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်